အဝေစားတိဝိလိုက်တာပဲဖြစ်ဖြစ်လောဝိဒနာတစ်ခုခုစင်မြလိုက်တာပဲဖြစ်ဖြစ်အဲ့ဒီနောက်ပိုင်းမှာကန်ဆိုးတာစိတ်တူတာဒါမှမဟုတ်လူတွေနဲ့စကားများရတာမျိုးဒီစက်တိုက်ကြုံများတာမဟုတ်လားဆရာမြင်နေရတာကတော့တင်းစီကိုလက်ဆောင်ရောက်လာတဲ့ပစ္စည်းဒါမှမဟုတ်တင်အမမထင်ဝဲယူမိတဲ့အရာတစ်ခုမှအညံ့အဆိုးတွေကန့်ညီနေလို့ပဲတင်ဟာအဲ့ဒီပစ္စည်းကိုကင်တွယ်မိတဲ့အခါတိုင်းစိတ်တတိကြစင်ဒီဘာလို့အာယုံမရပဲဖြစ်နေရတာပါတင်ဟာအပြင်ပန်းမှာတော့ပုံမှန်ပဲလို့ထင်နေပေမဲ့အဲ့ဒီအညံ့ခံပစ္စည်းကြောင့်ပဲတင်းရဲ့လှပလာပါဒီပါတဖြည်းဖြည်းပျောက်ကွယ်နေတာကိုဆရာအထင်ရှာမြင်နေရတယ်ဒါပေမဲ့စိတ်အေးထားပါတင်းရဲ့ကံကိုပိတ်ထားတဲ့အဲ့ဒီပစ္စည်းကပါလဲဘယ်လိုစွန့်ထုတ်ရမလဲဆိုတာဆရာမှအဖြေရှိပါတယ်မကြခင်မှာဒီအညံ့ဒီကင်းစင်းပြီးတင်းရဲ့စိတ်ရောကိုယ်ပါပြန်လဲပေါ့ပါလန်းဆန်းလာတော့မှာပါတင်းရဲ့ကံကိုပိတ်ဆိုးနေတဲ့အရာကပါလဲဆိုတာနဲ့ကံပြန်ပွင့်မဲ့နီလန်းကိုအသေးစိတ်သိချင်တယ်ဆိုရင်ဖယ်ရှားပါစေလို့ကောမန့်မှာရေးခဲ့ပြီးဆရာစီကိုအခုပဲတိုက်ရိုက်စားပို့လိုက်ပါဆရာကတင်းရဲ့ဘဝထဲကအမောင်ထူးတွေကိုဖယ်ရှားပေးဖို့တေချာပေါက်လမ်းညွှန်ပေးပါမယ်